မညိုမင်းမိမယူတော့ကွာနေမိမယူရင်မင်းကလေးမွေးဟေးဟုတ်တယ်ငါမိမယူပြီးကလေးမွေးရမယ်အေးအားရဒီကောင်ငါဘာကြီးလာပြောနေတာလဲအဲ့ကောင်ဟုတ်တယ်အမေမိမယူရင်လည်းစိတ်ရှိဖို့ပဲလိုတယ်အေးမိမယူရင်စိတ်ရှိရင်ငါတို့ပြောငါတို့ဝိုင်းချပေးမယ်ဟုတ်ပြီလားငါမိမယူပြီးဘာလုပ်ရမှာလဲဟောအဲ့ကောင်ပြပြလေအမေမင်းမိမယူပြီးဘာလုပ်ရမှာလဲမင်းမိမယူပြီးမင်းကလေးမွေးရမှာပေါ့အေးဟုတ်တယ်ရောငါ့ကိုဒီကောင်ပြောနေရတယ်ကြာပြီကွာကြာမိမယူတော့ကလေးမွေးတော့ဒီကောင်တိုက်တော့နေရကြာပြီပြောဘာလဲငါမင်းတို့စေတနာနဲ့ပြောတာနော်မိမယူပြီးတော့ဒီသားစုနဲ့နေရတဲ့အရာတာကိုမင်းတို့ကခံမခံစားဘူးသေးတာငါတော့အဲ့ဒီအရာတာကိုအခုမိမယူပြီးမိသားစုနဲ့နေမှာခံစားဘူးတာကဲတော်စမ်းပါကွာတော်တော့မင်းရလဲဟိုငါယူမဲ့မိမကိုလေဒီလောကကြီးမှာထမင်းတို့တန်းပြီးလိုက်ရှာရင်တော့ထမင်းတို့သိုးသွားလိမ့်မယ်တွေ့မှာမဟုတ်ဘူးတော်ပါပြီကွာအေးဟုတ်တယ်ငါလည်းအဲ့လိုပဲအမေဟိုကြီးကိုရှာကျွေးပြီးတော့တူတွေတူမတွေနဲ့ပဲပျော်ကြီးနေလိုက်တော့မယ်မယူတော့ငါလည်းဆုံးဖြတ်ထားပြီဒီဘဝမှာကွာငါအဘသူတော်နဲ့ပဲတက်တက်လုံးနေသွားတော့မယ်လို့ငါဆုံးဖြတ်ထားပြီအေးကောင်းတယ်ကောင်းတယ်ဟေ့မင်းတို့အခုမိမယူဖို့အခွင့်အရေးရတော့မင်းတို့ယူဖို့ငါတိုက်တွန်းတာနော်မင်းတို့မယူဘူးဆိုလို့ရှိရင်လည်းမင်းတို့အတိုင်းနဲ့မင်းတို့ကံမယ်ငါမပြောတော့မပြောတော့ပြောနေတော့ထေးတောက်မယ်နော်ထေးလည်းကုန်ပြီတိုးလောက်ထပ်မအောင်တိုးလောက်တော့ဘာကွာမင်းကလည်းများနေပြီမင်းကလည်းဘာလို့လဲဘာလို့လဲမလို့တော့ဟိုကောင်ကတတ်သလိုဘာသလိုကြီးလိုက်လိုက်မင်းကိုကြိမ်လုံးနဲ့ဆော့သလိုဆော်မှာတော့မင်းသတိထားမယ်အဲ့ဒါကိုတော်ပြီမတောက်တော့အေးကွာငါဘာသူတော်ကြီးကိုတွေ့တော့လေငါစိတ်မကောင်းလိုက်တော့ကွာဟုတ်ပြီဘာသူတော်ကြီးတော်တော်အသက်ကြီးသွားရှာတယ်သူ့ကိုကြည့်ရတော့ကွာကြားမကြီးလည်းသိမကောင်းဘာသူတော်ကြီးလေငါ့ကိုတွေ့လိုက်တဲ့အချိန်မှာငါ့ကိုကြည့်နေလိုက်တာဘာသူတော်ကြီးငါ့ကိုချစ်တယ်ဆိုတာငါအခုမှသိတော့တယ်ကွာဘာသူတော်ရဲ့မျက်ဝန်းထဲမှာလေမျက်ရည်တွေဥငါတွေ့ခဲ့ရတယ်ဘာသူတော့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 ကျုပ်တော်နေတယ်ဘာသူတော့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 ဘာသူလဲကျုပ်ကနားပါပြီလားဘာသူတော့ဘာ
ဘာသူလဲကျုပ်ကငါသွားပြီလားဘာသူလဲ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 ဘာသူတော့ကျုပ်ကိုခွဲသွားပြီလားဘာသူတော့ရဲ့ဒီကဘာသူတော့ခွဲတယ်ဘာသူတော့ကျုပ်ကိုထားခဲ့ပါလေဘာသူတော့ရဲ့ဘာသူတော့ကျောင်းညိုဘာသူတော့ဆုံးသွားလို့မင်းခံစားနေရမယ်ဆိုတာငါတို့သိပါတယ်ကွာဒါပေမဲ့ဘာသူတော့သိပါပြီဘာမှမလုပ်လို့မရဘူးလာသွားမယ်ကျုပ်ဘာသူတော့မခွဲနိုင်ဘူးဗျာကျုပ်ဘာသူတော့မခွဲနိုင်ဘူးဗျာငညိုမင်းဘာသူတော့မသေးခင်မှာမင်းအများကြီးပြုစုရရတယ်လေကွာအခုဘာသူတော့သေသွားပြီပဲတကယ်တည်းကငါတို့ပြန်ကြရအောင်ကွာဟုတ်ပါတကယ်ကြီးဘာသူတော့ဘာသူတော့ကျိုးတကယ်ကွဲသွားပြီလားဗျာပြန်ကြအောင်တကယ်ကြီးဘာသူတော့ကျုပ်တော့အမြဲတမ်းနေပြီပါဘာသူတော့ကျုပ်တော့အမြဲတမ်းနေပြီဘာသူတော့ရှိမှမရှိတော့တာကွာငါတို့ပြန်ကြအောင်တကယ်ကြီးဒီလိုနဲ့လာကောက်မင်းလည်းချက်တင်နေမင်းတစ်ခွက်တော့တောက်လိုက်ပါမင်းတညာလုံးလည်းအိပ်ရတယ်အိမ်တက်တဲ့ညညာနေပြီမင်းရလဲကွာငါအရက်တော့တာဘာသူတော့မကြိုက်ဘူးကွာဘာသူတော့ရဲ့နာကြီးမှာကွာဘာသူတော့မကြိုက်တဲ့အဲ့ရငါမတောက်ချင်မဟုတ်ငါမလုပ်ချင်ဘူးအေးပါကွာမင်းမကြိုက်လို့ရှိရင်လည်းမင်းကငါအတင်းမတိုက်တော့ပါဘူးဟုတ်တယ်ရောဒါလည်းရွာစုကောင်းလူတဲ့အလူရဲ့ဆရာတော်ကြီးလူတဲ့အလူရဲ့ပေါင်းပြီးတော့အခုလိုစီကားတဲ့ရဖြစ်တာလေဒါဘာသူတော့ကုသိုလ်ပဲကွာအေးကွာအခုလိုစီကားတဲ့နာရီဆိုလို့ငါဒီနာရီတခုပဲတွေ့ဘူးတဲ့ငါတခြားနာရီတွေငါမတွေ့ဘူးအေးအဲ့ဒါဘာသူတို့ရဲ့ကုသိုလ်မင်းလည်းလုံးချင်ကြီးသွားလို့ဘာလဲနေသူများမြင်နေဦးမယ်ကွာမင်းရလဲမလဲဆမ်းပါဘူးရမင်းရလဲမတော့ဘူးကွာမလို့ထင်းနေစိုးနေလားမသိဘူးရောက်နေဟဲ့ကောင်ဘူးသက်သမားဟမ်ငါတော့တက်သွားတဲ့အကောင်ငါပြန်ညို့ကာမဖြစ်နေတယ်ဟဲ့ကောင်ဘောကောညို့မစားမဖြစ်နေတယ်ဟဲ့ကိုထွေးသွားတော်တော်လေးခင်ဗျာအာတူဘရက်လက်မှာလာပြီးတော့မပေးသားပါနဲ့ခင်ဗျာအာတူဘရက်လက်ပြီးမှခင်ဗျာလှုပ်ရှားလို့အာတူဘရက်လက်လုံးမှာခင်ဗျာလာပြီးတော့နောက်ဆက်မပေးပါနဲ့ငါကိစ္စညို့ဝင်းပါဗျာလောက်ခဲဘူးဟာဟာဟဲ့တာနာ对了，可不要死，可不要死，给我走过来。